ပင်ဦးလွယ်မင်းမြို့ဆိုတာအေးချမ်းသာရတဲ့တောင်စခန်းမြို့လေးဖြစ်ပြီးမဲ့ဟောင်းနွမ်းနေတဲ့အင်္ဂလိပ်ခေတ်အဆောက်အဦအုံတွေနဲ့မြို့မောင်နဲ့တောအုပ်ဒီချာမှာလူမသိသူမသိကြောင်မတ်ဖွယ်ရဇလန်းတွေရှိတတ်ကြပါရဲ့ဒါကတော့ပင်ဦးလွယ်ရဲ့မြူနွေးနေကြကအဆောင်အိုမဧည့်သည်လို့အမည်ပေးထားတဲ့ဇလန်းအပိုင်း1ပါအဆောင်အိုမဧည့်သည်အပိုင်း1လွန်ခဲ့တဲ့10စုနှစ်တခုကျော်ကပေါ့ထမ်းမြတ်ဆိုတဲ့ကောင်လေးဟာတငယ်ချင်းတွေနဲ့အတူပင်ဦးလွင်ကိုခရီးထွက်ခဲ့ကြတယ်။သူတို့ကလူငယ်တဘာဝပက်ဆန်အကုန်ကြတတ်တာအောင်ဆိုပြီးမြို့ပြင်ကတစ်သားအိမ်အိုကြီးတစ်လုံးကိုအိမ်ငါကတက်တာနဲ့ငှားခဲ့ကြတယ်။အိမ်ကြီးကအင်္ဂလိပ်ခေတ်ကလေးကစောက်ထားတဲ့ပုံစံမျိုးနေရန်တွေကမှိုတက်နေပြီးအိမ်ရှိမှလည်းထင်းရှူးပင်ကြီးတွေကအုပ်အုပ်ဆိုင်ဆိုင်ရှိလာတယ်။ပထမဆုံးညရဲ့ထူးဆန်းမှုပထမဆုံးညမှာပဲထက်မြတ်တို့သူငယ်ချင်းတစုအေးအေးဆေးဆေးအိပ်ပျော်နေတုန်းဒေါက်ဆိုတဲ့အတန်းကြောင့်ထက်မြတ်နိုးလာခဲ့တယ်